မင်္ဂလာပါဒီ post ကတော့ PSR 463ဟုတ်ကဲ့အတန်မလာတဲ့ပြည့်ချက်ဖြစ်ပါတယ်ခင်ဗျာသူကမာတာဘုတ်ကနေပြီးတော့ဒီအတန် IC လေးရှိပါတယ် AKM 4430တဲ့အဲ့ IC ဘဲမှဝယ်လို့မရဘူးအဲ့ဈေးကွက်မှာမရှိဘူးရန်ကုန်မှာမှာတော့လဲဆရာကိုထုံးလင်းတို့ဆိုင်မှာလည်းမရှိဘူးအဲ့တော့ကျွန်တော်တို့ဒီမှာ4385 318ထဲကကျွန်တော်တို့မှာ4385ဒီ IC လေးကိုကျွန်တော်ချစ်ပြီးတော့ IC အစားထိုးပါတယ်အစားထိုးလိုက်ပါတယ်ကျွန်တော်တို့ AKM 4430နဲ့ကျွန်တော် AKM 4385ကိုကျွန်တော်တို့ Google မှာရိုက်ရှာလိုက်တာနဲ့ဒီလိုပုံစံလေးတွေကြာလာပါလိမ့်မယ်4385က MCMK ရဲ့နံပါတ်1ဖြစ်နေတယ်ဟိုကောင်ကနံပါတ်4ဖြစ်နေတယ်နောက် BNCK ရဲ့နံပါတ်2ကိုနံပါတ်5မှာသွားချိန်လိုက်မယ်နောက် STTI နံပါတ်3ကိုနံပါတ်6မှာချိန်ပေးမယ်နောက် LRCK နံပါတ်4ကိုနံပါတ်9မှာချိန်ပေးရမှာခင်ဗျာနောက် PDM ဆိုတဲ့ဟာရှိတယ်ခင်ဗျာ PDM 5ကိုကျွန်တော်နံပါတ်2 CP မှာသွားချိန်ပေးပါမှာဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့ကျွန်တော်တို့ CSN နံပါတ်6ကို CN နံပါတ်1မှာချိန်ပေးလိုက်ရပါပြီနောက် CDTI နံပါတ်8ပေါ့နော်နံပါတ်8က DIM မှာသွားချိန်ပေးလိုက်ရပါခင်ဗျာနောက်ဒီကောင်က4430က LR ဆိုတော့အောက်ပုတ်2ခုပဲပါတယ်ဒီကောင်ကအောက်ပုတ်ကသူကအပေါင်းအနှုတ်4ခုပါတဲ့အတွက်10နဲ့12မှာသွားပြီးတော့ LR အထွက်လုပ်ပေးလိုက်ပါခင်ဗျာသူကအနှုတ်ကိုတော့မသုံးတော့အပေါင်းပဲသုံးလိုက်တော့မှာနောက်ပြီးတော့73က VSS ကို12မှာဖြစ်15မှာဖြစ်ချိန်ပေးပါအဲ့နှစ်ခု extension ကြီးပါခင်ဗျာ VSS 1နဲ့2နဲ့ extension ကြီးပါနောက်ပြီးတော့အကြီးဆုံး VDD ပေါ့ခင်ဗျာနံပါတ်14 VDD ကိုနံပါတ်17 VDD မှာချိန်ပေးလိုက်ပါအဲ့ဒါဆိုရင်အောင်မြင်သွားပါပြီခင်ဗျာကျန်တာတော့မချိန်ဆက်မပေးလိုက်ရပါတယ်ဟုတ်ပြီတက်ဆင်ပြီးသွားပြီအဲ့ဒါပြီးစမ်းသပ်မှာဖြစ်ပါတယ်ကဲစမ်းသပ်ကြည့်မယ်နော်ကဲဒါလေးကျွန်တော်ဖိလောက်ကဲထောင်းပြီးသွားပြီ power supply ဟုတ်ပြီဟုတ်တယ် power ခလုတ်ဖွင့်မယ်တက်လာပြီနှိပ်ကြည့်မယ်ကဲကောင်းသွားပါပြီခင်ဗျာဟုတ်ကဲ့ပြီးသွားပါပြီပြင်ဆင်လို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ